တယ်မှာဒါလေးကသူကြိုက်တဲ့အတူလောက်ပြန်လုံးလို့ရအောင်လို့စင်ဒီတိုင်းထားထားတယ်နော်အေးကဲလောက်ကြပဲဒါလေးကထန်ဆန်သူ့ဟိုထန်ဆန်ကဟိုပါနော်၄ယောက်ဒီမမမြောက်တိုင်းနေရောက်နေရောက်ပြီဒါလေးကတန်းလေးပြီးရင်သူနဲ့ပြန်ချိန်နေဟုတ်ကဲ့စိတ်တာလေးကဲပါရှင်သူကြိုက်တာရမ်းလာဖစ်တယ်လုံးမယ်သူတို့ဘယ်လိုအကမှာအရင်ကပါလားဟုတ်တယ်အော်ဟုတ်တယ်တော့ခါရနော်အဲ့လိုမိုက်စားလူတော်သိမလို့ပါသေးသူကအဲ့ထိတ်လေးပြောနေတော့လှုပ်တဲ့ခန်းနေပါတယ်ပါတယ်မိုက်စားတယ်ကြောင်းပြီးတော့